ပဲမင်္ဂလာပါ April ကနေကြိုဆိုပါဒီနေ့ကျွန်တော် overprint ပေါင်ပြပါလိမ့်ပြမယ်ကျွန်တော်ဒီနေ့ဆိုရင်ပြင်သွားပြီစိတ်မှာရောက်เนาะလက်ရှိတော့ကျွန်မရိုက်နေအောင်ကျွန်တော် nothing else ရဲ့ background order ဗီဒီယိုအပြည့်စုံကိုတော့ YouTube channel ဖြစ်တဲ့ @amk1123 ဆိုပြီးတော့ channel လေးမှာတင်မိပါတယ်ဒီကောင်သူရှေ့မှာ4ချမ်းဆက်ပေါ့เนาะ4ချမ်းဆက်ကိုကျွန်တော်တို့ဒီလို marking C pattern တွေနဲ့ digital pattern တွေနဲ့ပါထိုင်ပြီးတော့မှဒီချာလေးညီအောင်လုပ်ပေးရပါတော့ဒီဟာဆိုရင်ကျွန်တော်တို့အတွက်ဆိုရင်အတွေ့အကြုံကောင်းလေးရတာတဲ့ဒီအထည်လို့ပြောလို့ရတယ်ပေါ့နော်ဒီကတော့ကျွန်တော်တို့ဒီ overprint ပေါင် site အကြီးပေါ့နော်အဲ့ဒါကို cotton တွေကဖြစ်ပါတယ်Я твой закреп, а ты мой нет. Я все тот же интроверт, невозможно поменять голосами. ပြီးရင်တော့အတွင်းပြင်ကို6အောင်ချမ်းမှန်းပါဒါဒီအခုဆိုကင်မရာထဲမှာဆိုနေပေါ့နော်ဒီ6ဝိုင်းနေရာနဲ့ဒီမမှုရသေးတဲ့နေရာနဲ့ဆိုရင်ကြည့်လိုက်ရင်သိရတယ်ပေါ့နော်ဒီကျွန်တော်ပေါင်ကူးတဲ့အခါမှာပုံရိပ်ကောင်းကောင်းထွက်ချင်တယ်ဆိုလို့ရှိရင်ဒီမှုတ်တဲ့နေရာမှာလည်း6အောင်မှုတ်ဖို့လိုအပ်ပါ Алло. Уйдешь запахом дождя навсегда, стерла свою память, чтоб не вспоминать. ဒီကောင်မီးပြရပါတော့အဲ့ဒါမီးပြရဆိုလို့ရှိရင်ကျွန်တော်ဒီမှာလက်ရှိရဲ့10မိနစ်ခွဲလောက်ပဲကျွန်တော်တို့တိုင်မှာပြရမယ်ဒီဘက်မှာတော့နောက်ပေါင်လေးဆက်ကူလို့ရအောင်ပြီးတော့ဒီကော်တင်ပြီးတော့လေးမှုတ်နေပေါ့နော်လေးမှုတ်တာဆိုလို့ရှိရင်နှစ်ဖက်မှုတ်လို့ရှိရင်ဒီကောင်ကလေးမှုတ်ကနည်းနည်းပုံမြင်6အားလည်းကောင်းတယ်ကြောင်အပြင်အောင်လို့နည်းနည်းမှုတ်နေခုနမီးပြရဲ့ကောင်က10မိနစ်ခွဲပြည့်သွားပြီပေါ့နော်ရှည်လောင်းမယ်ပြီးလို့ရှိရင်ကျွန်တော်တို့ဒီကန်ထိုးပြီးတော့ဖွင့်မယ်ပေါင်ဖွင့်မယ်ပေါ့နော်ပေါင်ဖွင့်တဲ့အခါကျွန်တော်တို့ဟိုဘက်ထဲမှာပေါ့နော်အဲ့ဘက်ထဲကိုလိုက်ပြပြီပေါင်ဖွင့်နေပြီပေါ့နော်ပေါင်ဖွင့်တဲ့အခါနဲ့ကိုကျွန်တော်လိုက်ပြပြီပေါ့နော်ကျွန်တော်ကန်နေဘယ်လောက်ထိကတ်ထိုးလဲဒီကောင်တို့ပေါင်ဖွင့်တဲ့အခါပေါ့နော်ရေအောင်တော့တိုင်းနေပြောင်းရေးလောင်းတိုင်းနေပြောင်းလို့ရေးလောင်းကိုအင်းအားလို့ခေါ်တော့ဒီထိုးတဲ့ဒီတွေကိုလည်းရှင်တော့အနိကတွေ Чувства вины позади, я твой номер удалил. Вижу твой статус в сети, ты забыла его скрыть. All night, all day, везде твой день. Я твой закреп, а ты мой нет. Я все тот же интроверт, невозможно поменять. Голосами в голове споет тревога и печаль. Каждый раз говорил то, что буду сам, утверждал, что так нельзя. ကျွန်တော်နေစရရောက်ပါတော့ကူးရဲ့အချိန်မှာဟိုဝိတ်တောင်မပြီးဘူးပေါ့နော်ဂျီအိုင်းကူးချတာဒီပေါ်ကအခုလိုလို့ရှိရင်ရိုးရိုး live ပေါက်ပေါ်မှာဝိတ်မှမပြီးဘူးဂျီအိုင်းမီးပြပြီးကူးချတာပုံဒီကောင်ဆိုရင်ခုနဖောက်နေတဲ့ပေါင်ဖွင့်သွားပြီပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီတပေါင်ကူးလိုက်တာဆိုအရင်မြန်နေပေါ့နော်အခုလုပ်ငန်းတွေဆိုချင်တနေ့ကျွန်တော်တို့နေရာလုံးနေရာလို့ပြောလို့ရတယ်။ပေါင်ပြက်လိုက်ပူးလိုက်ရိုက်လိုက်ကြတာ။ကျွန်တော်ရှိမှာဒီသင်တန်းတက်မယ်ဆိုလို့ရှိရင် on job training တွေလုံးပြရတယ်။ကျွန်တော်နေရာ equation နဲ့ပတ်သက်ပြီးတော့ဒီဘက်ကနေရာလုံးနေတာပေါ့နော်။ပေါင်ဖောက်ရောလို့ဘယ်လောက်ရိုက်ရတာမျိုးလဲမဟုတ်ဘူး။ကျွန်တော်က daily ပေါင်ပူးသမားတွေပေါင်ပူးတဲ့အလုပ်တွေပေါ့နော်။ဒါသမားအလုပ်တွေကနေရာရှိရောအဲ့ကျွန်တော်ရှိမှာသင်တန်းတက်ပြီး on job training လိုချင်တယ်ဆိုလို့ရှိရင်လည်းကျွန်တော်လုပ်ငန်းခွင်မှာဝင်ရောက်လေ့လာလို့ရတယ်ပေါ့နော်သင်တန်းနဲ့ပတ်သက်ပြီးတော့ပြောရမယ်ဆိုလို့ရှိရင်အရင်ကကျွန်တော်တို့ကဒီအခြေခံသင်တန်းဆိုပြီးတော့ CM1K တွေ simulator တွေဒီ grade scale တွေ hackathon line တွေပဲသင်တယ်ပေါ့နော်အဓိကပြဿနာကကြတော့အဲဒီလောက် level ကို color separation ခွဲနည်းတွေဂျာရရဲ့စနစ်တွေဘောင်ကြီးစနစ်တွေပြောရတဲ့အချိန်မှာသင်တန်းသားတွေနားမလဲတော့ဒီအခြေခံမရှိသေးတဲ့လူတွေဆိုရင်ဘယ်လို့မှမဖြစ်နိုင်ဘူး
ဒီတစ်ခေါက်တနန်းကိုကျွန်တော်တို့ကဒီလိုစီစဉ်လိုက်ပြီတနန်းကြီး3သိန်းခွဲဟိုမှာကျွန်တော်လုံးဝအခြေခံ level အဆင့်ပဲသင်ပေးမယ်ပေါ့နော်တနန်းကာလာကတော့3ရက်အခြေခံ level အဆင့်ပဲသင်ပေးမယ်ဆိုတော့ဒီ 1C solid တွေButter တွေ sport color တွေဒီ1 color ဟာတုံးတယ်အဲ့လောက်ပဲတိုင်းတယ်တနန်းကြီးက3သိန်းခွဲပေါ့နော်3သိန်းခွဲအဲ့ဒီစကန်ပြီးတော့မှကိုယ့်ဘက်ကအဆင်ပြေပြီးတော့မှဒီခတ်တော့တန်းနေ join လို့ရအောင်လုပ်ပြလိုက်ဒီကနာနီကိုအတွက်ကိုပို့ပြီးတော့အဆင်ပြေရမယ်လို့တနန်းကြီးက3သိန်းခွဲတော့ visit level တွေ visit level ပြီးတော့ကျွန်တော်ပြပေးမှာပေါ့နော်တနန်းကကျွန်တော် August လ15ရက်နေ့မှာစဖို့ရှိပါတယ်လူကြီးလည်းကန့်တက်တာဖြစ်တဲ့အတွက်ကြောင့်ညလုံးအနှံ့လေးပေါ့နော်ကျွန်တော်ကြည့်ကြည့်